မှာမြန်မာငမှုဟာနိုင်ယူကိုဆွဲရမည်မူလို့မောက်လို့ရိုင်ထိုးပြန်အော်ကြောလန် KTV ကိုလစ်ကြမည်မူဘီအိတ်နေခြင်းသည်နိုင်ငံတော်ကိုတည်ငြိမ်အေးချမ်းစေခြင်းဖြစ်ပါသည်အမှုသမားရီမှန်းချက်သည်ဒီရာသေးများအမြန်ပြန်ကြရမည်ဒီရာတစ်ခွက်စေတန်သမျှတိုင်းအားပေးတဲ့အမှုသမားညီကိုများတို့သည်အိမ်ကိုပြန်มาမူလဲလို့ရခဲ့တဲ့အပွန်ပဲ့တန်ရာကြွားဝဲချီစင်တင်မာတီးတဲ့လက်ခုပ်တန်သည်ပြည်တော်စုကြီးတုံးပြီးသွားလိမ့်မည်အာရှမှာမြန်မာငမှုဟာနိုင်ယူကိုဆွဲရမည်မူလို့မောက်လို့ရိုင်ထိုးပြန်လက်ထိုးအော်ကြောလန် KTV ကိုလစ်